YouTube အမျိုးတွေမင်္ဂလာပါကျွန်တော်လည်း line ပြန်ဖုန်းလို့မနေ့ကမှတင်ရနော် channel download ဆိုတင်ဘာပဲတင်နေမှာကျွန်တော်ဆိုပဲနော်တကယ်လို့ဒီ YouTube မှာကျွန်တော်ရှာလို့မတွေ့ရင်43335နော်43335 Viber မှာလေလင့်လေးပေးပါလို့လာတောင်းလိုက်နော် Telegram တစ်ခုမှကျွန်တော်နေ့တိုင်းလွှင့်တယ်နော်အကုန်လွှင့်တယ်ကစားနဲ့အကုန်တင်ပေးတယ်နော်ပေါက်တဲ့လူလည်းများပါတယ်ကျွန်တော်ပြောတာကျွန်တော်ကစူပေါင်းထုတ်တာပဲရှိတယ်နော်ဒါမနဲ့ဒါ၄ခွဲဒါမနဲ့ညပေါ့နော်ကျွန်တော်ဒါတွေလွှင့်ပြီးမှာနော်ဒါတွေအကုန်လုံးနောက်ကျွန်တော် site လေးလည်းပြန်ဒီမှာပေါ့နော်ဘာဆရာမှမလို့လဲတသက်စာဖော်မူလာကအရင်ကလည်းတင်ဘူးတယ်နော်ဆိုလိုတာကတစ်ဗျာတစ်ပါဝါ6နှစ်ခတ်9ပါဝါ4ဟုတ်ပြီဒီကောင်နဲ့တူတာဆိုရင်ဒီမှာတစ်ပါဝါ6 4ပါဝါ9ပါဝါ6ဒီအုပ်စုတစုပေါ့ဗျာ pass အုပ်စုပေါ့နော်အဲ့တော့ဒုတိယအနေနဲ့အုပ်စုတစ်ခုလာမယ်ဆိုလို့ရှိရင်နော်နှစ်ခွန်300 9ရယ်9နှစ်ခွန်တူတော့ဒါဒုတိယအုပ်စု3ကဂျိုကခဏန်းပြောက်ခဲ8ကနောက်ပိတ်ပြီးရနဲ့9ချိန်မှာအပူးလာတဲ့လမ်းတော်ဆိုင်တာဗျ8နောက်ပိတ်ပြီးလို့ရှိရင်9ချိန်လေးမှာ10ပြန်နောက်ပိတ်လေးမှာပိတ်ရင်အပူးလာတာပေါ့ဗျာအဲ့တော့ဒီအုပ်စုကျွန်တော်တို့ခွဲမယ်လို့ new break ကိုခွဲပြမယ်လားအရင်ကလည်းအများကြားလာပါကျွန်တော်တင်ခဲ့ဘူးပါနော်အဲ့မှာ YouTube တွေပါအကုန်ထုတ်ခံလို့ကျွန်တော်တင်လဲထုတ်မှာဘူးပါပြောမရအောင်အဲ့တော့ကျွန်တော်တို့ဒီမှာ1ပါဝါ6နက9ပါဝါ4ဒီပါအုပ်စုနော်ပါပါဗျဘာဆရာမလို့နော်ပထမပဲအဲ့တော့ကျွန်တော်နှစ်တီးပြီးတော့နှစ်ပါဝါခွန်နခတ်3ညပါဝါ5ဆိုတူထွက်လာအဲ့အုပ်စုထဲမှာဒါဒုတိယအုပ်စုပေါ့နော်သူကနှစ်ကွက်ထွက်တယ်ဗျအမြဲတမ်းလို့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကဒါအုပ်စုခွဲမယ်ဆိုရင် break မြူးတာက9-3 break ကပထမအမြူးဒုတိယနှစ်ခွန် break ပေါ့နော်နှစ်ခွန် break လို့ပဲမြူးတယ်အဲ့တော့ဒါတွေကိုအုပ်စုလိုက်ထိုးမယ်ဆိုရင်ကျွန်တော်ထိုးရမှာဆိုဒီမှာ16 19ဒါအမြဲတမ်းတော့ပေါ့နော်14အဲ့တော့14ဟိုပြီးလို့ရှိရင်ဒီမှာ6ကို6လေး9လေးပေါ့ဗျာဒီအုပ်စုသွားရှိမှာအားစမ်းမလို့ကျွန်တော်ပြောနော်ဒီမှာနှစ်ခွန်ဒါပေါ့နှစ်ခွန်20တော့လွတ်မိမယ်နော်အများကြီးဟိုပေါက်စီချင်တာပဲဒါကိုမျိုးလေခုမှ2-5အဲ့တော့85ပြီးရပါဆိုလေထားပါပေါက်ပြောမိတော့ပြီးရပါကပြီးရပါခုပဲလာ9-3တသက်စာဖော်မူလာဒုတိယနော်အဲ့ချိန်မှာဒီထဲမှာဒါတွေပေါ့ဒီကွက်လေးတွေပဲရှိရပါပတ်သီးတဲ့ဆိုင်တော့ကိုညှိတယ်ရှင်ညာရွေးထိုးပေါ့နော်ဒါကြောင့်တသက်စာဘာဆရာမမလို့ဖော်မူလာကျွန်တော်ဒီမှာတော့ပြီးခဲ့တဲ့ဘက်ကဆိုလေကျွန်တော်ဒီမှာ2-5တကွက်ပြီးတယ်30ပြီးတယ်3-3ပြန်ကြပြီးတယ်4ခုပြီးတယ်ပေါ့နော်4ခုပြီးခဲ့တော့ဒါထားပါအဲ့ဒါရခုလောလောဆယ်မှာ YouTube မှာကျွန်တော်ကြာသွားလို့ရှိရင်43335 Viber မှာကျွန်တော်လာပြီးပြောနော်ကျွန်တော်စူပေါင်းထိုးတာပဲရှိတယ်နော်ကျွန်တော်မှန်မှလည်းမခေါ်ဘူးတရားမှလည်းကျွန်တော်ပေးကြမလို့နော်အားလုံးကမင်္ဂလာပါ YouTube မျိုးအားလုံးတော့မင်္ဂလာပါ